ဒီရက်တွေထဲမှာတပိတ်တက်ပွဲဝင်နေကြတဲ့ပြည်သူတွေဟာအသက်တွေဘဝတွေစွန့်နေရတဲ့ဒီတိုက်ပွဲဝင်ရတယ်လို့ပါပဲမူဝါဒတွေရှစ်လုပ်ငန်းစဉ်တွေဗျူဟာတွေအကောင့်တွေပေါ်နေရတဲ့ CRPH အပါအဝင်ပေါ့တိုင်းရင်းသားတွေခေါင်းဆောင်တွေမှာလည်းနေညမနာအလုပ်တွေလုပ်ခဲ့ကြရပါတယ်အခုသမရအမေကွန်ထွက်လာပြီးတဲ့နောက်ပိုင်းကိုကြည့်ပါသမရအမေကွန်မှာဖက်ဒရယ်ပြည်ထောင်စုကိုတွားမယ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွားတဲ့အခါမှာ2008ခြေကဥပဒေကိုဖျက်သိမ်းပြီးတော့တွားမယ်ဆိုတဲ့အခါကျတော့ဒါတော်တော်နိုင်ငံရေးအရတော်တော်ရှင်းရှင်းလင်းလင်းတွေ့သွားနိုင်မယ်နောက်ဒုတိယတစ်ချက်ကိုမေကွန်းထဲမှာကျွန်တော်တို့ထုတ်ထုတ်ချင်တာကဒီပြည်သူတွေရဲ့ခုခံခွင့်ဒါကတကယ်တော့လည်းအဆန်းမဟုတ်ဘူးတီစဲဥတွေတွေမှာလည်းငကိုကရှိပြီးသားရာဇသပုံမှန်တွေမှာဒါကိုလိုနီခေတ်ကလေးကရှိခဲ့တာပေါ့အဲ့ဒါတွေကိုပြန်ပြီးတော့လျော်ညီအောင်ရေးဆွဲပေးထားတာပဲအကောင့်တွေပေါ်ဖို့လုပ်ရမှာပဲအဲ့ဒီလိုအခြေအနေမျိုးမှာစစ်ကောင်စီဘက်ကခက်ကြမ်းကြမ်းပို့ပြီးတော့ကိုရဲရဲဆက်ဆက်လုပ်လာတော့တွေ့ရတယ်သူတို့သဘောကတော့ဗျာငါတို့အနိုင်ကျစ်ပြီးတော့အုပ်ချုပ်တာကိုလက်မခံဘူးဆိုရင်စစ်တလင်းဖြစ်သွားအောင်ဖန်တီးပြစ်မယ်ဆိုတဲ့သဘောပါပဲဒါစမ်းတော့မဆန်းဘူး88တုန်းကလည်းဒီလိုပဲနောက်ဆုံးဘယ်လောက်ထိလုပ်ကြလဲဆိုတော့တရှိုးတွေဒလန်တွေနဲ့ပြည်သူလူထုအသွင်ကိုယူပြီးတော့ပုံဖြတ်ပြီးတော့နော်လူလူကြီးရဲ့ငြိမ်းချမ်းစွာတိုက်ပွဲဝင်နေတဲ့တပိတ်ကိုကဘာကထောက်ခံနေတာကိုပုံဖြတ်တယ်အကြမ်းဖက်ပြီးတော့ကိုဖျက်ဆီးတယ်ဒီလိုလုပ်ခဲ့ကြတာပဲဒီလောက်နှိမ့်ကွက်နေတဲ့ဂျားကပြည်သူလူထုကဘာလုပ်ကြတယ်ဆက်ပြီးတော့ရင်ဆိုင်နေတာပဲအညံ့မခံဘူးအာခံနေစေပဲဆိုတာပြနေတာပဲမြန်မာအရေးကိုကမ္ဘာအရေးဖြစ်အောင်လုပ်မယ်လို့ကိုအခုဆက်ပြီးတော့လုပ်နေတာပဲအဲ့တော့ဒီမူဝါဒရေးဆွဲနေကြတဲ့အကောင့်တွေပုံနေကြတဲ့ CRPH အပါဝင်ပေါ့နော်ခေါင်းဆောင်တွေကဘာလုပ်ကြရသလဲဆိုတော့နိုင်ငံတကာနဲ့လည်းစကားပြောရတယ်ဆွေးနွေးရတယ်အချင်းချင်းဘာလို့ဆိုတော့အစိုးရပေါင်းများစွာနဲ့စကားပြောရတာအဖွဲ့အစည်းပေါင်းစုံနဲ့ဆွေးနွေးရတာပညာရှင်ပေါင်းစုံရဲ့ဝမ်းဝန်းကူညီမှုတွေအကြံဉာဏ်နဲ့ယူပြီးတော့တိုင်ပင်ရတယ်ပညာရှင်ဆိုတာဗျာဥပဒေပညာရှင်တွေရှိတယ်စီးပွားရေးပညာရှင်တွေရှိတယ်ဗျာနိုင်ငံရေးဗျူဟာပညာရှင်တွေရှိတယ်သူတို့နဲ့တိုင်ပင်ရပြီးတော့မှတနိုင်ငံချင်းပြန်ဆွေးနွေးရတာတွေရှိတယ်ဥပမာဆိုဥရောပတိုက်ဆိုရင်တနိုင်ငံချင်းဆွေးနွေးရတယ်ပြီးတော့မှ EU ခေါ်တဲ့ဥရောပသမဂ္ဂနဲ့ဆွေးနွေးရတာတွေရှိတယ်အဲ့တော့ဘာတွေအသီးပွင့်တွေထွက်လာတယ်အခုဥရောပပါလီမန်ပေါ့ဒီ EU ရဲ့ပါလီမန်ကနေပြီးတော့ကြေညာချက်ဆိုရင်အမတန်နေထောင်းအားရရှိစရာကောင်းတယ်ဒီလိုပဲဒေသအတွင်းမှာလည်းအာဆီယံအပါအဝင်ပေါ့ဗျာနိုင်ငံပေါင်းစုံအဖွဲ့အစည်းပေါင်းစုံနဲ့ဆွေးနွေးနေရတာပဲအဲ့ကနေပြီးတော့မလေးရှားပါလီမန်ရဲ့ထုတ်ပြန်ချက်မျိုးဆိုရင်ကျေနပ်ဖို့ကောင်းလာပြီဒါတွေကြောင့်တခြားကမ်းလှမ်းချက်တွေကိုလည်းဆက်ပြီးတော့ဆွေးနွေးရတယ်အသွားအပြန်တွေပြောဆိုနေရတယ်အလားအလာကောင်းတွေရမယ်ပေါ့ဒါကနိုင်ငံတကာပြည်တွင်းမှာလည်းနော်တိုင်းရင်းသားပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့ပြည်တော်စုထဲမှာလူမျိုးပေါင်းစုံရှိတယ်အဲ့ဒါတွေအများကြီးနဲ့ဆွေးနွေးရတယ်ပြောပါတော့လူမျိုးတစ်မျိုးတည်းမှာတင်ပုံသဏ္ဍာန်များစွာရှိတယ်လက်နဲ့ကင်တာရှိတယ်ဗျလက်နဲ့မကင်တာရှိတယ်ဗျ CSO တွေထဲမှာရှိတယ်လို့ပေါ့နော်တော့နိုင်ငံတကာရောက်နေတဲ့တိုင်းသားတွေရှိတယ်ဗျနောက်တစ်ခါဘာသာရေးလူမှုရေးအသင်းဖွဲ့ပုံသဏ္ဍာန်တွေနဲ့အများကြီးရှိတယ်ဒါတွေနဲ့လှည့်ပတ်ပြီးတော့ဆွေးနွေးကြရတာအဲ့တော့နိုင်ငံတကာနဲ့ပြောကြညှိကြတဲ့အခါမှာတိုင်းရင်းသားတွေနဲ့ဘလို့လက်တွဲလဲဘလို့သဘောတူကြလဲဆိုတာပါသမျှပဲတိုင်းရင်းသားတွေကိုမေးရင်လည်းသူတို့ကဒီတပိတ်တိုက်ပွဲတွေမှာရှိနေတဲ့ဥဆောင်နေတဲ့သူတွေနဲ့ဘလို့ညှိနှိုင်းထားတယ်ဒါတွေကပါသမျှပဲတဘာဝလည်းကြပါတယ်အခုအဲ့လိုတိုင်းရင်းသားခေါင်းဆောင်များစွာလက်နဲ့ကင်မျိုးလက်နဲ့မကင်မျိုးများစွာနဲ့ချိန်ဖန်များစွာဆွေးနွေးထားတဲ့အခါမှာအခြေခံကောင်းတွေရတာနော်ဆက်ပြီးတော့ကိုယ့်အကိုမြင်အောင်လဲတချို့ဟာတွေကြည့်စေခြင်းနဲ့လက်ကလောအထိပြောလို့ရတာရှိတယ်မကြခင်ပြောလို့ရတာရှိတယ်ဒီနေ့မရသေးမယ်မနေ့ကကျင်ညာလို့ရတာတွေလည်းဖြစ်လာကြနိုင်မယ်ဆိုတော့ဒီကချင်ဒေသတွေကရင်ဒေသတွေမှာတိုက်ပွဲတွေပေါ်လာတာကိုတွေ့လိမ့်မယ်တအန်းဒေသတွေမှာတွေ့လိမ့်မယ်အစုံတွေ့ရတယ်အဲ့ဒီမှာလေးရင်ပြန်သုံးပြီးတော့ဒါတွေကိုရဲရဲဆက်ဆက်ချိန်မုန်းတာမျိုးမလုပ်တာအောင်နိုင်ငံတကာရောက်နေတဲ့ဥပမာတိုင်းသားအဖွဲ့အစည်းတွေကနေပြီးတော့ကန့်ကွက်တားဆီးပေးတာမျိုးတွေလည်းလုပ်ရမယ်နောက်ပြီးတော့ social punishment တွေတခါတည်းလုပ်နေရမယ်တခြားဗျာအချက်လက်တွေ data တွေစုဆောင်းပေးတာတွေနောက်ပြီးတော့အဆက်အသွယ်နီးလန်းတွေဝိုင်းပြီးတော့အခုပေးလဲပေးနေကြတယ်လုပ်ပေးနေကြတယ်အဲ့တော့ဘာတွေမှလုပ်ကြရမှာလဲဆိုတော့ခုခံကာကွယ်ရေးနီးလန်းတွေပေါ့ပြည်တွင်းမှာရှိတဲ့ကျွန်တော်တို့နိုင်ငံသားတွေကျွန်တော်တို့သွေးချင်းတွေအားလုံးတွေခုခံကာကွယ်နည်းတို့ပြည်တွင်းကိုလှမ်းပြီးတော့လည်းတင်ပေးနေတာဒါမျိုးတွေလုပ်နေကြတယ်ကျွန်တော်တို့ဒီမှာဘာလုပ်နေပြီလဲဆိုတော့ဒီလုံခြုံစိတ်ထားတဲ့ဇုံတွေလိုနေပြီဗျာနောက်ဆုံးလုံမြောက်နေမြေတွေပါလိုနေပြီအဲ့ဒီအတွက်ရန်မုံငွေတွေဝိုင်းညဝန်းကြတာတွေလည်းလုပ်နေကြအဲ့ဒီတော့
စီးတင်အပါဝင်ပေါ့တပိတ်ဘောင်းစုံနဲ့လည်းကျွန်တော်တို့ညှိရတာပဲရှေ့လုပ်ငန်းစဉ်တွေရောလက်လုံးလုပ်ငန်းစဉ်တွေရောဥပမာဆိုလို့ရှိရင်ဗျာဒီအကြမ်းဖက်လာသမျှကိုခုခံခွင့်ဆိုတဲ့နေရာတွေမှာပြစ်မှုမမြောက်စေရဆိုတာကိုထည့်ပေးထားပြီးပြီအဲ့တော့မေးစရာရှိတယ်အခုကဘာဘုရုတရားစီရင်ရေးလဲခင်ဗျမန္တလေးမှာဒီစိန်ပန်းရမှလို့ဟာမျိုးဗျာဒီတူတမားရဲ့ရိုက်ရွာအိမ်ထဲထိဝင်ပြီးတော့ဖမ်းနေဟလာမလုပ်ပါနဲ့လို့တောင်းပန်တဲ့ဒီအတော်ကြီးကိုနေရာချင်းပြစ်တက်လိုက်တယ်ဆိုတာမျိုးကဘာမှယုံတင်စစ်ဆေးမှုတော့မရှိဘူးဗျဆိုတော့တရားစီရင်ရေးကဘုရုတရားစီရင်ရဲဆိုတာတော့ရှိတာပေါ့ဒါကြီးနေကြရှိတာပေါ့အဲ့တော့မိမိကိုခုခံကာကွယ်ခွင့်ဆိုတဲ့နေရာမှာကျွန်တော်တို့အရင်ကပြောထားတယ်လေရက်ကြီးအုပ်ချုပ်ရေးတွေရက်ကြီးကာကွယ်ရေးတွေအစဉ်သင်းပြုထားပါဆိုတာဒါတွေပြောတာဆက်ပြီးတော့ကျွန်တော်တို့တွေတင်နန်းတွေဘောင်းလုံးပေးရလိမ့်မယ်ဘယ်တင်နန်းဘယ်လိုပေးမလဲဆိုတာတော့လူငယ်တွေအကုန်သိတယ်ဤပညာခေတ်ကြီးမှာဒါတို့နားလဲအထောက်အကူပြုပစ္စည်းတွေဝိုင်းပြီးတော့ထောက်ပံ့ကြရတယ်အဲ့တော့တိုင်းသားတွေနဲ့ကြတော့တိုင်းသားတွေဘက်ကိုကြည့်နော်ငြိမ်းချမ်းရေးဆွေးနွေးမှုတွေရဆိုင်သွားပြီးအတိမမပြဘူးဆိုတာပြတယ်ဆက်ဆံမှုတွေကြက်တယ်တိုက်ပွဲတွေလည်းဖြစ်နေပြီဟိုးချင်းတောင်လိုဒေသမျိုးတော်မှာစေးရုံတွေဝင်ပြီးတော့အစည်းခံရတာဗျာနော်ကဘာစစ်မှတော့လုပ်ခွင့်မရှိတဲ့ကိစ္စဒါနမူနာတစ်ခုပဲရှိတယ်နေရာတကာမှာရှိနေတယ်ကျွန်တော်တို့ကအားတက်စရာများစွာရှိတယ်အမှန်တန်ကောင်းမွန်တဲ့အခြေခံတွေလည်းရနေပြီဆိုတာဥပမာဘဏ္ဍာရေးကိုပဲကြည့်တိုင်းပြည်ရဲ့ဘဏ္ဍာရေးတစ်နှစ်စာဘတ်ဂျက်အတွက်ဆိုလို့ရှိရင်မြန်မာကျပ်ငွေနဲ့ပဲပြောရင်ဘီလီယံပေါင်း3000လောက်ကတော့အခြေခံလိုတာကြီးပဲအဲ့တော့ဘယ်ကနေရဘီလီယံ8600လောက်ကအခွန်အတုတ်တွေစီကနေပြီးတော့ရတာအဲ့ဒါရမှာပေါ့အဲ့တော့ပြည်သူလူထုတွေကအခွန်မပေးခြင်းအဖြစ်ဒါကိုစန့်ကျင်လို့ရတယ်ပိတ်ပင်လို့ရတယ်နောက်တစ်ခုကကျတော့ရေနံနဲ့တဘာဝဓာတ်ငွေလိုဟာမျိုးကနေပြီးတော့သူတို့ရမယ်နိုင်ငံတကာကရမယ်ဝင်ငွေအဲ့ဒါတွေကိုလည်းသက်ဆိုင်ရာတွေကိုလှမ်းပြီးတော့ထိန်းချုပ်ထားဖို့ဆောင်ရွက်နိုင်ပြီးတော့အမေရိကန်နိုင်ငံမှာရှိတဲ့ဘဏ်တစ်ခုလုံးမှာပဲဒေါ်လာ1ဘီလီယံကျော်လောက်ရှိတဲ့ပတ်စံတွေကိုထိန်းချုပ်ထားတယ်ဆိုတော့ဒါဘဏ္ဍာရေးတစ်ခုပဲရှိသေးတယ်အဲ့လိုဗပောင်းဆောင်ကလောင်စာစီတွေတည်ယူပို့ဆောင်ရေးတွေဆက်သွယ်ရေးတွေအဲ့ဒါတွေအားလုံးကိုပြည်သူတွေရဲ့ CDM ကနေပြီးတော့ကောင်းစွာအဲ့ဒါကိုတားမြစ်ထားနိုင်ခဲ့ပြီနယ်ပယ်ပေါင်းစုံကိုဆက်ကြည့်ပါကုလသမဂ္ဂအထွေထွေတွဲမှုချုပ်ရုံးမှာလည်းကြည့်ပါနော် Credential Protocol စနစ်တွေမှာနိုင်ငံရဲ့ Head of State ကိုဘယ်သူလဲလို့ကြည့်လိုက်ပါနိုင်ငံတော်သမ္မတဦးဝင်းမြင့်ကိုတွေ့လိမ့်မယ်အတိုင်းခံဒေါ်ဆန်းစုကြည်ရဲ့နာမည်ကိုတွေ့လိမ့်မယ်နိုင်ငံသားရေးဝန်ကြီးကလည်းဒေါ်ဆန်းစုကြည်ကိုဆက်ပြီးတော့အတိအမှတ်ပြုထားတယ်ပဲရှိတယ်ဆိုတော့နိုင်ငံတကာကိုကြည့်ကိုရီးယားနိုင်ငံကနေပြီးတော့မြန်မာနိုင်ငံတဲ့ဘာတွေလုပ်ပေးနိုင်တယ်လဲဆိုတာကိုကြည့်သူတို့ရဲ့အင်မတန်မှရှားပါပြီးတမိုးထားတဲ့ဘုံတော်ကြီးတွေအစလမ်းတွေပေါ်မှာဘယ်လိုပူးပေါင်းဆောင်ပြီးတော့မြန်မာနိုင်ငံရဲ့ဒီမိုကရေစီရေးကိုလုပ်ပေးနေဆိုတာကြည့်မလေးရှားနိုင်ငံရဲ့ပါလီမန်ရဲ့ကြေညာချက်တွေကိုကြည့်ချက်သမရနိုင်ငံရဲ့အတိအမှတ်ပြုကြေညာချက်တွေကိုကြည့်နမူနာတွေပေါ့ကျွန်တော်ပြောနေတာဒါတွေအားလုံးကိုစစ်ကောင်စီကနေပြီးတော့ပုံဖြတ်မယ်ပွဲကိုဖြတ်လိုက်မယ်မာရှယ်လောနဲ့ချင်းချောက်လိုက်မယ်စီဒီအန်မှာနေလို့မရသူတွေတပိတ်မှာနေလို့မရတဲ့သူတွေအတွက်ကျွန်တော်တို့ကလုံုံတဲ့စုံတွေလိုပြီးတော့စခန်းတွေလိုပြီးအဲ့တော့နောက်ဆုံးအချိန်ဒီကတော့အမျိုးမျိုးဖြစ်နိုင်တယ်မြို့တွေမှာအဆက်အသွယ်တွေအားလုံးပြတ်တောက်ကုန်တဲ့အထိလည်းဖြစ်နိုင်တာပဲကျွန်တော်တို့ကြိုပြင်ထားရမှာပဲဒါကတော့ဗျာအစ်စ်ကိုလိုချင်တော့အဟောင်းတွေဖြစ်ကြမှာပဲအဲ့တော့ခုခံရေးအတွက်တင်ထားတဲ့လူငယ်တွေကတစ်ချိန်မှာနိုင်ငံကြီးရဲ့ကာကွယ်ရေးမြို့ရလုံခြုံရေးတွေမှာစက်တည်ရရှိတဲ့တပ်ဖက်ဝင်တွေဖြစ်လာတဲ့အထိကိုကျွန်တော်တို့ကြိုပြင်ထားရမှာဖက်ဒရယ်တပ်မတော်မှာပြီးတဲ့ခါကျတော့မှဒီနိုင်ငံရဲ့အစ်စ်ချက်ချုပ်ရဲတပ်ဖွဲ့တွေမှာတာဝန်ထမ်းနိုင်တဲ့ smart ကြတဲ့လူငယ်တွေအထိကျွန်တော်တို့မျှော်လင့်ပြင်ဆင်ထားရမှာပါရေးတော့ကိုအောင်ရမည်